အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ချစ်စမီလေးနဲ့အတူမိုးရတဲ့ချစ်စမီလေးနဲ့စပူရချမ်းသွားပြီးတော့စပူရတော့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်လို့အဲဒီကတော့ချစ်စမီလေးပါအတာမဲမှာဆိုလို့လည်းဥထုတ်ပြီးလက်အိတ်တီးတော့မတနခါတွေတော့ပြင်းနေထင်ထားပါတယ်ဗျာအဲတော့ချစ်စမီလေးစပူရဆက်ဆက်ကူးနေချင်းထားတာဖြစ်ပါတယ်ခင်ဗျာမိုးတိတ်တုံးလေးမိုးတိတ်လိုက်ရွာလိုက်တော့အားတော့မိုးတိတ်သွားပြီဆိုတော့စပူရက်လေးတွေခုနေပါတယ်ဗျာစပူရက်လေးခုပြီးသွားပြီဆိုတော့ချစ်စင်ကြီးလေးကစပူရက်လေးတွေကိုတစီစီနေပါတယ်ဗျာဗီဒီယိုဖိုင်လေးကတော့ရိုက်ထားတာတော့ကြာပြီပေါ့နော်ခုမှလောက်အားလည်းဖြစ်တာဖြစ်တယ်အဲ့တော့စီပူရတာလည်းရိုက်ထားတာပါအဲ့တော့စီနာလေးပေါ့လောကထားအောင်လာပြန်ပြီဟုတ်တော့နေခဏစားဖို့တော့နေစားနာရပါတော့ဒီမှာခင်းနေတယ်စားကြပါအောင်ဗျာကောင်းတယ်ကောင်းတယ်နေတော့မှာခင်ဗျာချင်းစားလို့ပြီးနေကဲစားပြီးသွားပြီဆိုတော့လူစားပြီးသွားတော့ခေးစားပါတော့သူနာမည်ကတော့အဆူးလို့ခေါ်ပါတယ်လို့သူကတော့အရင်ချမ်းမအရင်အားကိုးရပါတယ်ဒီခွေးလေးတစ်ကောင်ရှိရလဲတော်တော်လေးအားကိုးရတယ်လို့ညလဲချမ်းဆောက်တယ်ပြီးကြရင်မွေလာခွေးပဲလာကျွဲပဲလာလူပဲလာသူကအားကိုးရပါတယ်လို့ဒါတော့ကင်းချီများလေးဖြစ်ပါတယ်ဒီရွာကြီးဆိုတာအိမ်ပြန်ဖို့စီစဉ်ပြီးသွားတဲ့ခါမှာမိုးရွာလာတယ်မိုးရွာလာလည်းမတတ်နိုင်ဘူးတဲ့မမိုးရွာတယ်အိမ်ကျန်ခဲ့ဆိုတော့မိုးရွာနဲ့ပြန်မှာပေါ့နော်ဒီညနေတော့ထုတ်ပိုးလေးကြီးကျင်းကနေစိုးတီးလေးပြီးတော့ပြန်မှာဖြစ်ပါတယ်ဗီဒီယိုဆောင်အကြည့်ကြတဲ့အတွက်ကြောင့်အားလုံးကိုကြည့်ကြပါမယ်ဗျာဒါနဲ့ပြေးကုန်ပါပြီ